ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ DHA channel ကနှစ်ပတ်အပိတ်ခံလိုက်ရကြမနေ့ညနေကကနန်းတင်တာသူစီကန်းချက်နဲ့မကိုက်ညီလို့ဆိုပြီးတော့နှစ်ပတ်ပိတ်ခံလိုက်ရတာပါနော်နှစ်ပတ်ပိတ်ခံလိုက်ရတယ်အဲ့ဒါကြောင့်အခုကျွန်တော်ရဲ့ရွှေမြန်မာတူတီဒီရန် channel ကနေပြီးတော့ကျွန်တော်ကနန်းလေးတွေတက်တလောရှားပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချစ်မိတ်ဆွေများအနေနဲ့ပေါ့နော် like လေးတွေပေးမယ်အများသိအောင် share ပေးထားဖို့ကျွန်တော်ဘက်ကနေတောင်းဆိုပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပါဘေးက notification ခေါင်းလောင်းလေးကိုပဲနှိပ်ထားပေးပါဒါမှကျွန်တော်တင်တဲ့များကိုမြင်နိုင်တွေ့နိုင်မှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီ20ရက်3လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်ရဲ့ချစ်မိတ်ဆွေများကြိုက်ရင်ကစားလို့ရအောင်ကျွန်တော် site လေးဆွဲပြပေးတော့မှာဖြစ်ပါတယ် site ကဒီကနေစမယ်ဒီအပြတ်ရောင်အဝိုင်း3ဝိုင်းထဲမှာရှိတဲ့ကဏ္ဍ3လုံးကိုကျွန်တော်ပေါင်းလိုက်မှာဖြစ်ပါတယ်3ညရဲ့6ရဲ့5ရဲ့ပေါင်းလိုက်မယ်အဲ့3ည6 5ကိုပေါင်းလိုက်လို့ရှိရင်17ဆိုတော့တစ်ပရိတ်ပေါ့နော်တစ်ပရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်အဲ့ဒီတစ်ပရိတ်ကဒီမှာညနေပိုင်းမှာ4ခွန်ဆိုပြီးတော့ထွက်ထားပါတယ်နောက်တစ်ပင်ဆက်ကြည့်အောင်ကျွန်တော်ဒုတိယပင်ကလည်းဒီအပြတ်ရောင်အဝိုင်း3ဝိုင်းထဲမှာရှိတဲ့ကဏ္ဍ3လုံးကိုပေါင်းမယ်ပေါင်းလို့ရတဲ့ရလဒ်ကို break ယူမယ်3ညရဲ့8ရဲ့6ရဲ့ပေါင်းလိုက်လို့ရှိရင်14ဖြစ်ပါတယ်14ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က4 break ဆိုပြီးတော့ယူလိုက်ပါတယ်ခင်ဗျဒုတိယပင်က4 break ပေါ့နော်အဲ့ဒီ4 break ဒီမှာညနေပိုင်းမှာ6 8ဆိုပြီးတော့ထွက်ထားပါတယ်6 8ဆိုပြီးတော့4 break ထွက်ပါတယ်ဒုတိယပင်ပြီးပေါ့နော်ဒုတိယပင်ပြီးဆိုတတိယပင်ဆက်ကြည့်အောင်တတိယပင်ကလည်းဒီအပြတ်ရောင်အဝိုင်း3ဝိုင်းထဲမှာရှိတဲ့ကဏ္ဍ3လုံးကိုပေါင်းလိုက်မယ်2ရဲ့1ရဲ့ခွန်ရဲ့ဒီ2 1ခွန်ပေါင်းလိုက်လို့ရှိရင်10ပေါ့နော်10ဆိုတော့3ညဖြစ်ပါတယ်3ညဆိုတော့ကျွန်တော်က3ည break ဆိုပြီးတော့ယူလိုက်ပါတယ်ခင်ဗျာဒီ3ည break ကကျွန်တော်3ပင်ဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့ညနေပိုင်းမှာထွက်မယ်ခင်ဗျာနော်ဟုတ်ပြီဒါတွေက break line ပေါ့နော် break line ပြီးရင်ကျွန်တော်ထိပ်စီး line လေးထိပ်စီးနဲ့အပိတ် line လေးပြပေးမယ်နော်ရတာကကျွန်တော်break က3ည break ပေါ့နော်ထိပ်စီးနဲ့အပိတ်ကလေးကျွန်တော်ပြပေးမယ်ထိပ်စီးကဒီအနီရောင်အကွက်ထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုပေါင်းလိုက်မယ်ခွန်နှလုံးပေါ့နော်ခွန်နှလုံးပေါင်းလိုက်လို့ရှိရင်14ဆိုတော့4အဲ့တူဒီမှာ4ထိပ်စီး4ထိပ်စီးပြီးရင်အပိတ်အပိတ်ကကြတော့ဒီမှာဆင်းရောင်အကွက်ကလေးပေါ့နော်3ညရှိမယ်ဒီကွက်ထဲမှာက9နဲ့2နဲ့ရှိမယ်အဲ့တော့ဒီ3ည9နှစ်ကိုပေါင်းလိုက်လို့ရှိရင်ခွန်ရပါတယ်နော်အဲ့ဒီအစိမ်းအောင်လေးက3ည2 5ကိုပေါင်းလိုက်တာခွန်ဖြစ်တဲ့အတွက်ကြောင့်သူကဒီမှာခွန်ပိတ်ပါတယ်အဲ့တော့4ထိပ်စီခွန်ပိတ်နဲ့တစ်ပရိတ်ဆိုပြီးတော့ထွက်ထားပါတယ်နော်ဒီပထမပင်မှာလည်း break ရယ် break ကတစ်ပရိတ်ထိပ်စီနဲ့အပိတ်ကလည်း4နဲ့ခွန်တစ်ပရိတ်နော် break နဲ့လည်းကွက်တီပဲပေါ့နော်ဟုတ်ပြီကျွန်တော်ဒုတိယပင်လေးကိုဆက်ကြည့်အောင်ဒုတိယပင်ကလည်းဒီအနီရောင်ကွက်ထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုပေါင်းလိုက်မယ်4နဲ့6 4နဲ့2နဲ့4နဲ့2နဲ့ပေါင်းရင်6ဆိုတဲ့အတွက်ကြောင့်သူကဒီမှာ
6ထိပ်စီနော်6ထိပ်စီဟို6ထိပ်စီရောက်ဆိုအပိတ်ကိုကြည့်အောင်အပိတ်ကလည်းကျွန်တော်ပထမပင်ရလို့ပဲစိမ်းအောင်ကွက်ကလေးပေါ့နော်ဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီကွက်ထဲမှာက3နဲ့6နဲ့ရှိမယ်9ရဲ့3ရဲ့6ရဲ့ပေါင်းလိုက်ရင်18ရပါတယ်18ဆိုတော့8ပေါ့လေအဲ့တော့သူကဒီမှာ8ပိတ်ပါတယ်အဲ့တော့ကျွန်တော် break ကလည်း4 break ထိစီကလည်း6ရယ်ပိတ်က8ရယ်6 8ဆိုတော့4ကွက်တိပဲပေါ့နော် break ဒုတိယပင်မှာလည်း break ကိုထိစီအပိတ်ကိုကွက်တိပဲပေါ့နော်အဲ့ကျွန်တော်တတိယပင်လေးလည်းအဲ့လိုဖြစ်မလားကြည့်အောင်နော်တတိယပြန်ဒီအနီအောင်ကွက်ထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုပေါင်းလိုက်မယ်6နဲ့2နဲ့ပေါ့နော်6နဲ့2နဲ့ပေါင်းရင်17ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီပေါ်ပင်နေလို့ပဲဒီမှာတစ်ထိပ်စီဆိုပြီးတော့ယူလိုက်ပါမယ်เนาะ6နဲ့2နဲ့ပေါင်းရင်17ဆိုတော့တစ်ထိပ်စီဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်တော့အနီအောင်လေးကတစ်ထိပ်စီပေါ့နော်ဟိုတစ်ထိပ်စီရပြီဆိုတော့နောက်ထပ်အပိတ်ကိုကြည့်အောင်အပိတ်ကလည်းကျွန်တော်ပထမပင်နဲ့ဒုတိယပင်လို့ပဲစိမ်းအောင်ကွက်ကလေးပေါ့နော်ဒီမှာ2ဆိုတဲ့ကဏ္ဍရှိမယ်ဒီအကွက်ထဲမှာက3နဲ့9နဲ့ရှိမယ်2 3 9 2 3 9 9ပေါင်းလိုက်မယ်ဆိုလို့ရှိရင်6ပေါ့ဗျာနော်6ဖြစ်တဲ့အတွက်ကြောင့်ဒီမှာကျွန်တော်6ပိတ်ဆိုပြီးတော့ယူလိုက်မယ်အစိမ်းအောင်ကွက်ကလေးက6ပိတ်ဒီတတိယပင်မှာလည်း break ကလည်း3ည break ပေါ့နော်ထိပ်စီကလည်း1ထိပ်စီအပိတ်ကလည်း6ဆိုတော့3ည break ကွက်တီပဲဖြစ်နေပေါ့နော် break ရဲ့ထိပ်စီအပိတ်ရဲ့ကွက်တီပဲပေါ့နော်အဲ့တော့3ပင်လုံးကတော့ကွက်တီဖြစ်နေတယ်အဲ့တော့ကျွန်တော်ချမိတ်ဆွေများbreak ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ R လေးကိုထည့်လိုက်မယ်ပေါ့နော်အဓိက main ကွက်အနေနဲ့က1ကို break က3ည break နော် main ကွက်က1ကို break က3ည break ပေါ့နော်အဲကျွန်တော်ချမိတ်ဆွေများကျွန်တော် site ကလေးကိုကြည့်ပြီးပြီဆိုလို့ရှိရင်ကြိုက်တယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါတော့ကန်ဆန်းကြည့်ပါ main ကွက်က1ကိုပေါ့နော်โอเคပါကျွန်တော်ချမိတ်ဆွေအားလုံးကြားမှာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလူဝင်ဆန္ဒတွေတလုံးတစ်ဝနဲ့ပြည့်စုံပြီးလှူဒန်းပေးကမ်းဆွေးကျင်နိုင်တဲ့ပုံကိုယ်ပုံများတွေဖြစ်ပါစေညနေမှာဒီ site ကလေးကိုမြင်နဲ့တွေ့တဲ့မိတ်ဆွေတိုင်းပေါ့နော်ပေါက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ